ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ဇိုင်ချောင်းရွာမှာနိုဝင်ဘာလ2 ရက်နေ့ကတည်းကအရက်သားဒါဇင်နဲ့ချီပြီးတပ်မတော်ကဖမ်းပြီးစစ်နေပါတယ်။တပ်မတော်သား2ယောက်ကိုဒေသခံတွေကဖမ်းပြီးAAဖွဲ့ကိုအပ်လိုက်တယ်ဆိုလို့စစ်ဆေးနေတာလို့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။ကြောက်ဖြူမှာတော့ကျွန်တော်တို့လွန်ခဲ့တဲ့2 ရက်3 ရက်လောက်တုန်းကရေတပ်စခန်းဌာနချုပ်တွေမှာလုံခြုံရေးလုပ်နေတဲ့စစ်တီအချို့ကလက်ကင်းဆောင်တာရှိတယ်။အဲ့မှာဆိုင်းချောင်းကြီးပါပဲ။ကျွန်တော်တို့ဖြစ်စဉ်သိရမှာ AA ကဖမ်းသွားတာမဟုတ်ဘူး။အဲ့မှာရှိတဲ့ရွာသားတွေကဝိုင်းဝန်းဖမ်းဆီးပြီးတော့ AA လက်ထက်အပ်လိုက်တာဆိုတာသိရတယ်။ဒါကြောင့်မလို့အဲ့မှာပါဝင်ပတ်သက်နေတဲ့ရွာသားတွေကိုကျွန်တော်စစ်ဆေးနေတာရှိတယ်။စစ်ဆေးတာဘယ်နှယောက်မှန်းတော့ကျွန်တော်လည်းမသိဘူးဗျ။အဲ့ဒီရွာသားတွေကိုစာတင်ကျောင်းထဲမှာပဲထိန်းသိမ်းထားပြီးစစ်ဆေးနေတာနိုဝင်ဘာလ6 ရက်ညနေထိပြန်လွှတ်မပေးသေးဘူးလို့သိရပါတယ်။သူတို့ရွာသားတွေကတော့တပ်မတော်သားတွေကိုဖမ်းပြီးAAလက်ထက်အပ်တယ်ဆိုတာမဟုတ်ဘူးလို့ညင်းဆိုကြပါတယ်။အဖမ်းခံထားရတဲ့အထက်မှာကလေးနဲ့အမျိုးသမီးတွေပါပြီးခမန်းကြီးအယောက်60ကနေ90လောက်ထိရှိနိုင်တယ်လို့ကြောက်ဖြူမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်လွင်က RFA ကိုပြောပါတယ်ကျွန်တော်စုံစမ်းမိတဲ့လောက်တော့သူတို့ပြန်မလာသေးဘူးအဲ့ဒီမှာတချို့ကလည်း60ကျော်လို့ပြောတချို့ကလည်း80 90ထိအောင်လေးပြောတယ်ဗျတိကျတော့ဘယ်သူမှလည်းသတင်းထုတ်ပြန်တယ်မတွေ့ဘူးဒီဖြစ်ရပ်နဲ့ပတ်သက်လို့AAရခိုင်တပ်တော်ပြန်ကြားရေးတာဝန်ခံဦးခိုင်သူကတော့အခုကြောက်ဖြူမြို့နယ်မှာစစ်တပ်ကဖမ်းထားတာစုစုပေါင်း190လောက်ရှိပြီးရွာသားတွေကတိုက်ပွဲကြောင့်မဟုတ်ပဲမြန်မာစစ်တပ်ကိုကြောက်လို့ထွက်ပြေးနေရတယ်ဆိုတာသိရတယ်လို့ပြောပါတယ်။ဒါပေမဲ့တပ်မတော်သား2ယောက်ကိုရွာသားတွေကဖမ်းပြီး AA ကိုပို့လိုက်တယ်ဆိုတော့ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ပြောဆိုချက်နဲ့ပတ်သက်လို့တော့အဲ့ဒီတပ်သား2ယောက်အကြောင်းကိုသူတို့မသိသလိုအခုကာလမှာတပ်မတော်သားတွေထွက်ပြေးတဲ့ဖြစ်ရပ်တွေအတော်များများရှိနေပြီးသူတို့တပ်သားတွေပျောက်တဲ့ကိစ္စအတွက်ရွာသားတွေကိုနှိပ်စက်တာလို့ဦးခိုင်သူကတုံ့ပြန်ပြောဆိုပါတယ်။ဒါပေမဲ့ဇိုင်ချောင်းမှာတပ်မတော်ကရွာထဲဝင်လာပြီးပြစ်ခတ်တဲ့အတွက်ကြောင့်အမျိုးသမီးတူဒဏ်ရာရခဲ့သလိုရိုက်နှက်စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့အဲ့ဒီနေ့ကဖြစ်စဉ်နဲ့ပတ်သက်လို့အန်ဒီရဲ့ကြောင့်အမည်မဖော်လို့တဲ့ဇိုင်ချောင်းရွာကန်အမျိုးသမီးတယောက်ကပြောပါတယ်။နိုင်လောက်ကစားတော့ဖိုက်ပါရဲ့။နိုင်ရနေကပါလေ။စပယ်တူလာကိုဆိုရင်ဒူတကတဲ့ဝင်လာပါရဲ့။ဝင်လာတဲ့အချိန်မှာဝမလူကြီးကိုခေါ်ပါရဲ့။ညနေ2 နာရီလောက်မှာစဖြစ်တာနိုဝင်ဘာ2 ရက်နေ့ကပါဘလို့ဖြစ်ကြတာလဲဆိုတော့စစ်သားတွေကဓာတ်ရိုက်ဝင်လာပါတယ်။ဝင်လာတော့ရွာကလူတွေကိုခေါ်ပါတယ်။ခေါ်ပြီးတော့စာတင်ကျောင်းထဲမှာရိုက်နှက်စစ်ဆေးပါတယ်။ကျမတို့ကလည်းတခြားနေရာမှာတပ်မတော်ကရိုက်နှက်တဲ့ကိစ္စတွေကိုကြားသိနေရတော့အခုလဲရွာမှာစစ်သားတွေရိုက်နှက်တယ်ဆိုတာကြားတာနဲ့ချက်ချင်းပဲဟိုကတယောက်ဒီကတယောက်ထွက်ပြီးပြေးကြတာညနေ3 နာရီ4 နာရီလောက်မှာသူတို့ကတနက်နဲ့ပြစ်ပါတယ်အဲ့လိုတနက်တွေပြစ်တော့ဒေါ်နုခင်ဆိုတဲ့ရွာကအမျိုးသမီးတယောက်ကြည်ထိသွားပါတယ်သူကတော့အခုဆေးရုံမှာရှိပါတယ်ကြောက်ဖြူမျိုးနယ်ကရွာတွေမှာအရင်ကတပ်မတော်စစ်ကြောင်းတွေယာထဲဝင်တာမရှိခဲ့ပါဘူးဒါပေမဲ့ဇွန်လလမှာတော့တပ်မတော်ရင်တန်းမိုင်းတိုက်ခံရတဲ့နောက်ပိုင်းရွာတွေထဲကိုစစ်ကြောင်းတွေဝင်လာတာရှိတယ်လို့အမည်မဖော်လို့တဲ့ကြောက်ဖြူဒေသခံတယောက်ကပြောပါတယ်။တက်ကလာတဲ့ကောက်ကိုမိုင်းကွေးတာပေါ့နော်။မိုင်းကွေးလို့ဇူလိုင်လမှာအဲ့ပြဿနာတစ်ခုရှိခဲ့ဘူးလေ။အဲ့မှာတော့စစ်သားတွေအသေးပြောတော့မရှိဘူး။ဒါပေမဲ့အဲ့မှာလေခံနေတဲ့အရာသားတယောက်တော့တည်တယ်ပေါ့နော်။အဲ့ဒါကိုတပ်မတော်သတင်းမှပြန်ကြားရေးအဖွဲ့ကတော့အေကအလောင်းတစ်လုံးရတယ်ဆိုပြီးတော့ပဲသူတို့ကြေညာတယ်ပေါ့နော်။အဲ့ဒါကအမှန်ကတော့အေကအလောင်းမဟုတ်ဘူး။အဲ့ဒါသူကလေခံနေတဲ့လူဒီအဲ့အပိုင်းတော့ကြောက်ဖြူကိုရွာတော့ပုံမှန်ဆင်းနေတာဒါပေမဲ့ခေါက်ကတော့တပ်မတော်ဘက်ကနေနည်းနည်းကြမ်းတယ်ပေါ့နော်ကြမ်းတယ်ဇန်ချောင်းတော့ပါဆိုလို့ရှိရင်အိမ်လေးတစ်လုံးလောက်ကိုမိရှို့လိုက်တယ်နေရနေကလေအင်ဂျီ180ကျော်ရှိတဲ့ဇိုင်ချောင်းရွာမှာလူဦးရေ900ဝန်းကျင်လောက်ရှိပါတယ်အခုလိုဖြစ်နေတဲ့အတွက်ရွာသား200ဝန်းကျင်လောက်မြို့ပေါ်ကိုထွက်ပြေးသွားပါတယ်အဲ့ဒီပြင်အနီးအနားရွာတွေဖြစ်တဲ့တိုင်းချောင်းပြကျင်းတပြုတ်တောင်ချောင်းပြားစားတဲ့ရွာကလူတွေလည်းဒီအချိန်တွေကြောင့်ကြောက်ဖြူမြို့ပေါ်ကိုထွက်ပြေးတိမ်းရှောင်နေကြပါတယ်ဒါကြောင့်စုစုပေါင်းလူ400လောက်ကြောက်ဖြူမျိုးကိုရောက်နေတယ်လို့သိရပါတယ်။ထွက်ပြေးလာတဲ့သူတွေကိုဖုန်းကြီးကျောင်းတွေမှာထားပြီးကိုညီနေတယ်လို့ကြောက်ဖြူလူငယ်ပရဟိတအဖွဲ့ကကိုထွန်းထွန်းနိုင်ကပြောပါတယ်။ခေါ်စစ်တာတွေရှိတယ်ဆိုတော့လမ်းပြီးတော့တက်ပြလာကြတော့ခင်ဗျ။ဖုန်းကြီးကျောင်း5ကျောင်းရှိပါခင်ဗျ။သူတို့စားဝါနေကတော့ကျွန်တော်တို့မြို့ပေါ်မှာဒီ200ကွက်စ200ကွက်ပေါ့ဗျာ။တအိမ်ကိုမနေ့စောကြီး9နာရီခွဲဆိုထမင်းထုတ်သွားကောက်တယ်။နောက်ပြီးတော့စောင်းခင်ထောင်ကောင်းဟုတ်ဖြာကုံပေါ့လူသုံးပစ္စည်းအကုန်လေးလည်းအကုန်လုံးကောက်လို့တော့ရထားပါပြီခင်ဗျာကျမ်းမိုက်ကဏ္ဍနဲ့တော့ကလေးတွေရဲ့ကာကွယ်ဆေးထိုးရမယ့်ကိစ္စဒီဝန်ချာကျမ်းမိုက်ကဏ္ဍတွေအဲ့ကဏ္ဍတွေလိုက်လုပ်ပြတာတော့ရှိပါတယ်ခင်ဗျာရခိုင်ပြည်နယ်တောင်ပိုင်းကြောက်ဖြူရမ်းပြဲတန်တွဲကွစတဲ့မြို့နယ်တွေမှာအေးအဖွဲ့တွေစိတ်ဝင်လှုပ်ရှားမှုတွေရှိနေပြီးတပ်မတော်ကလုံခြုံရေးဆောင်ရွက်နေတယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်ရခိုင်ပြည်နယ်မြောက်ပိုင်းကမြို့နယ်10မြို့နယ်မှာတော့စစ်ဘေးဒုက္ခသည်2,26,000ကျော်ထိရှိနေပြီလို့ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ကထုတ်ပြန်ထားပါတယ်။ RFA ကကောက်ယူထားတဲ့အချက်လက်တွေအရရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာတပ်မတော်နဲ့ AA တို့တိုက်ပွဲတွေစဖြစ်ခဲ့တဲ့2018ခုနှစ်ဒီဇင်ဘာလကနေ2020အခုနိုဝင်ဘာလ9ရက်နေ့အထိသေဆုံးတဲ့အရပ်သားအနည်းဆုံး304ယောက်ရှိနေပြီး
ထိခိုက်ဒဏ်ရာရတဲ့သူက686ဦးရှိနေပါပြီရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့စာရင်းတွေအရတော့ပြီးခဲ့တဲ့စက်တင်ဘာလ17ရက်နေ့ထိစခန်းတွေထဲမှာရောအပြင်မှာပါခိုလုံနေရတဲ့စစ်ဘေးဒုက္ခသည်9600ကျော်ရှိတယ်လို့သိရပါတယ်ခင်ဗျာ